တခါလဲနေတာအင်တလာခက်ကူရတခါလဲနေတာအင်တလာခက်ကူရကျမမကန်ကျနော်အဲ့ဟီရိုတွေကိုအားကြောင့်ကျမဘယ်သူမှမကန်ပြခိုင်းနဲ့မိကွက်မောက်ကနဲ့မှဖြစ်ပါတယ်ရှင်အခါကစတန်ပေးဖို့2နိုင်လောက်ကြာတဲ့ကော်ကောင်မောက်ကန်ပါတယ်ဆိုမှဟိုဘက်ချက်အင်မြူတွေပဲဒုက္ခပါပဲရှင်အရင်တော့ဆိုရှင်းမဆိုလို့ရှင်မိကွက်ကို24နိုင်ထုံးထားလို့ရတယ်အခုမရတော့ဒီကြားစတန်တစ်ခါပေးပြီးနောက်တစ်ခါထပ်ပေးဖို့အချိန်ကစောင့်ရသေးတယ်ဟိုအဲ့တော့မှဘယ်နိုင်ငံကိုကြွပါလဲမသိဘူးအမလေးအကျန်တန်ဝါဟဲ့ဝင်ပြီးတော့ကတ်နေပါလားလာခဲ့အဲ့လောက်တောင်တင့်ရဲနေကော်ကောင်မောက်ဆွဲမြောက်ပေးထားအောင်ပြီးတော့အကျန်တန်မဲ့ဖြည်းဖြည်းသာမပြေဘူးနေပါအောင်ငါ့ကိုစောင့်ပါအောင်ဟဲ့တာဝါထဲထိဝင်တော့ဝင်ပြီးအခုမှတိုက်တိုက်နေထပြီးပြေးနေတာကျန်နေလို့အကျန်ပန်းကောင်မောက်ငါလှုပ်ပေးစရာအကြောင်းမရှိအမလေးငါတော့ပြန်လာထောင်းနေသေးတယ်ကျန်အဲ့ဒါပြောတာနောက်ထပ်စတန်ပေးဖို့အောက်မှာအချိန်ကစောင့်ရသေးတယ်လို့တွေ့လားအဲ့ငစရိုင်းမစင်ဆိုတဲ့ကော်ကောင်မောက်ငါမြှောက်ပေးဦးမယ်နေရောဟာဒီလင်းဆိုတဲ့ကော်ကောင်မောက်ဘယ်နိုင်ငံနေဝင်လာမသိဘူးအဲ့ကောင်မလည်းကျမအော်လီလိုက်တက်နေရတော့တော်သေးရဲ့ကိုကညံရှိရဲ့ခါကျတို့လည်းကျမမတော်ကေဝါအောင်ရှင်အဲ့စတာကိုလည်းချက်နဲ့သူပြန်ပြီးတော်ကေဝါအောင်ကျမလှုပ်ပေးရမှာပေါ့ဟိုဘချက်အင်မြူလို့ရတဲ့မေးရလဲနှစ်ကောင်တော့ဂရန်ဂျာမနဲ့တအားကျန်းနေဆိုအဲ့ဂရန်ဂျာမကျမမရမကလိုက်ပြီးတော့ကတ်လိုက်အောင်မယ်ရှင်တဲကြီးမဲကြီးလိုက်ပြီးတော့ကတ်နေရအနောက်မှာနှဲတော့ပါလာကျမမသိသေးပြီးကျမဘွားလည်းပြက်အဲ့ကဂရမအင်မြူစပယ်ကို3ခုကျမခုနတွေ့လိုက်တဲ့သူကျမဘွားတို့စတန်ပေးကနေတို့စပယ်ကိုမကုန်ကျမလိုက်ပြီးစစ်ဆေးနေရတယ်ရှင်မောလိုက်တာရှင်အရှိမလှုပ်နေတော့ကျမအနောက်ကနေဝင်နေတဲ့တော့ဒီရေသူမအကျန်သူကတော်ကေချင်နေတဲ့တူရဲလာခဲ့ဒီနောက်လာနှင်းကဆွဲညပ်ပြီးမိခင်ပေးအောင်မယ်အချင်းနေမကောင်း enemy တွေအများကြီးပဲပြန်တော့မယ်စီစမ်းမအောင်ရှင်အဲ့ login မှာပဲကျမလိုက်ပြီး only လိုက်တက်နေရတော့ဒီလင်းမှာကျမလေးပေါ်ဆွဲညောက်လို့ရပြီထင်တယ်ဒီကောင်မ enemy ကြီးသုံးသွားတယ်တော့အမလေးသိတော့မယ်ကျမဘွားသိတော့မယ်အမလေးအဲ့လိုဆိုကျမရဲ့ဘွားလေးကမလှပခဲ့ဘူးနော်အမလေးသိသွားပြီဟဲ့လို့သိသွားလည်းမသိကြအမလေးငါ့အောင်မှရွေးပြီးပြစ်ပါမလားလို့ငါစိုးရိမ်နေရသိလားအဲ့မှာကြည်မရမကအသေးတန်ကျမနိုင်မှသိတဲ့ခါကျတို့တွေကကျမ only လိုက်စော်နေကြတာနင်ဘွားကြီးပြက်ပြီနော်ရော့အဲ့မှာခွင်းရအောင်ပြေးထားမှာဟိုမိတ်ဆာမတွေကတောင်းကျန်းနေရအကြမ်းတန်းရလိုက်စန်ကဂရာမအဲ့ဒီကင်ပေါင်းလို့မရတဲ့ကော်ကောင်မပဲကျမကင်ပေါက်ချင်တယ်အမလေး तू ကညံများရဲ့ကြမ်းလေကလည်းပြေးသွားတာတော့တို့တွေကအင်မြူတွေရောဘလင့်တွေရောဆိုဘလို့မှလိုက်ဖမ်းလို့မရဘူးဟဲ့အမလေး तू သိမဲ့ကိစ္စ तू မသိဘဲနဲ့ तू တကယ်တော့ပြန်ယူသွားသေးရဲ့ကြမ်းဒီကောင်မအရန်တော်တက်နေတာအဲ့ရေသူမစင်မပါတပိုင်းစီပိုင်းပေးလိုက်မယ်တခါလေးရှုပ်တယ်အိမ်မော်နဲ့ဆက်ထားသေးတယ်အမလေးဟဲ့တေကန်ကြီးကိုဟောကြော်ဟဲ့ရေပါပြန်ငုတ်သွားပြီကြမ်းအဲ့ညမှာကိုသားဆိုသေရကြရောဒီပွဲဆုံးလာမျက်စိတွေကိုနောက်နေရပဲကိုလူကဘယ်ရောက်မှလည်းမသိဘူးကိုကလည်းဘယ်ရောက်နေမှလည်းမသိဘူးလုတ်ချင်နိုင်လို့တော့ရော့အဲ့မှာအဲ့ကောင်မလည်းငါတော့ကချင်တာကြားလာကြမီဒီလင်းမှာအလကားနဲ့ငါအုံးလေးတက်နေကြလာပြန်လာခဲ့လားဟိုမှာမီယာမလည်းလာနေပြီလာခဲ့လေအမလေးရေသူမိုက်လည်းလာနေပြီတော့ပြန်တော့မယ်ဩအရေထဲမှာစတန်းကမိသွားသေးတယ်ဟဲ့ကျမဟိုဘက်ချမ်းလူတွေတော့ကြည့်မရသူများဖြစ်နေလားမသိဘူးနော်လင်းကလည်းကျမနောက်ကိုလိုက်တယ်အဲ့တော့မှလည်းလိုက်တယ်ရေသူမကလည်းလိုက်တယ်ဟုတ်တော့ဟုတ်နေပြီတော်သေးရပါဒီကောင်မကြောက်ရပြီကျမကမထောက်နာကန်ကောင်းကြကျမမတော်ကြီးသေးဘူးငါမြောက်ပြီးထားတော့မြန်ဆန်ထိုးလိုက်စမ်းအကောင်မအမလေးတော်ပါသေးသေးွားကျမအတော်ကချင်ဆုံးရန်သူတော်မကိုကျမတွေ့ပါပြီရှင်နင်ပြေးလို့ရအောင်ငါနောက်မဆွဲဘူးနော်ညငါအဝေးကိုတွန်းပို့ပေးမသိလားငါ့ကိုပြန်ချနေကြငါပြပါသေးဆိုပြီးသူ့လွတ်ပေးထားတာအမလေး तू အကောင်းမှန်နေတာကျမအောင်လေးလိုက်တက်နေတဲ့သူတွေဘယ်ရောက်ကုန်ကြပြီလဲမသိဘူးအော်တော်ကေကုန်ကြတာလားအမလေးတန်းလိုက်တာဟဲ့ဘာမဆိုင်ညမဆိုင်ကျမတို့ပတ်ချန်နိုင်ရတော့မယ်ရှင်တန်းလိုက်တာသူတို့ပတ်ချန်သူတွေကိုသူတို့ကအရန်စူးစမ်းပြီးကျမကိုလိုက်တက်နေရတာအခုတော့သူတို့တော့ရကျိုးသွားခဲ့ပြီကျမတော်ကထားတာတရာစင်ကျမတော်ကေတာလဲတရာစင်ပြေးဖို့တကောင်မဲလို့တယ်